အမေစီကတင်ထားတဲ့အခဲခံသိမ်းစည်းနည်းတွေငေုတီဇင်စက်တုံမဲ့စက်တုံပြူတို့ကိုအခဲခံလိုက်ရင်နှစ်ဝက်လောက်ထိအထားခံတယ်အချောက်ခံသိမ်းစည်းနည်းပဲမကြည့်မိရင်နောင်တရမယ်နော်မယုံတိအခဲခံသိမ်းစည်းနည်းတေချာဆေးပြီးတော့ရေချအောင်တုံမယ်အညာကိုကက်ကြီးနဲ့ကိုင်လေလုံဘူးတွေထည့်ပြီးခဲကန်းနဲ့ထည့်ထားလိုက်ဒီလိုအခဲခံထားတဲ့ငရုတ်သေးတွေကနှစ်ဝက်ကျော်လောက်ထိမပြတ်စီးသွားဘူးစက်တုံမဲ့အခဲခံသိမ်းစည်းနည်းတေချာဆေးပြီးရေပြောင်းတုံမယ်ဓာတ်နဲ့လီးပြီးလေလုံဘူးတွေထည့်ပြီးတော့ခဲကန်းနဲ့ထည့်ထားလိုက်စားကျင်တဲ့အခါယူစားရုံမယ်လိုအပ်သလောက်ယူပြီးချက်ချင်းခဲကန်းနဲ့ပြန်ထည့်ထားလိုက်ဒါဆိုလုံးဝပြော့မသွားဘူးကျင်းခဲခံသိမ်းစီနေတေချာဆေးပြီးတော့အခွန်ခွာလိုက်အပြားလေးတွေလီမလီးကျင်လည်းရပါတယ်လေလုံဘူးတွေထည့်ပြီးခဲကန်းနဲ့ထည့်ထားလိုက်လာရီစားရင်တော့မှကျင်းရဲ့အနှမ်းကပြေမသွားဘူး၆၆ကြီးလည်းမဖြစ်ဘူးသေချာလက်ချအသုံးပြုလို့ရတယ်စက်တုံပြူအခဲခံသိမ်းစီနေစက်တုံပြူအောက်ပိုင်းကိုဖြတ်လိုက်အခွန်နွားတဲ့အခါပို့ပြီးလွယ်ကူတယ်အခွန်နွားပြီးတဲ့အခါရေဆေးစရာမလိုဘူးလေလုံဘူးတွေထည့်ပြီးခဲကန်းနဲ့ထည့်ထားလိုက်2လ3လလောက်ထိထားရင်တော့မပုတ်သွားဘူးအသုံးပြုတဲ့အခါမှာလည်းလွယ်ကူစွာအသုံးပြုလို့ရတယ်စနစ်စစနေထိုင်မှုအတွက်စနစ်တကျတိုးလောင်သိမ်းဆည်းခြင်းကနေစလိုက်ကြရအောင်ပဲပြားနဲ့ပစုံနှစ်ခုလုံးကကလေးတွေတက်အာဟာရဖြစ်စေတဲ့အစားအစာဖြစ်တယ်ဒီလိုပဲပြားပစုံကြော်လေးကလက်ဆက်မှုရှိပြီးစားရတာလည်းအရသာရှိတယ်အာဟာရလည်းပြေဝစေပြီးကြောင်းမှုရဲ့အချိုဓာတ်ပါတဲ့အတွက်ကလေးတွေကြိုက်စားမှအမှန်ပဲပစုံဆဲကောင်ကိုနှုတ်ဆဲမယ်ပဲပြား30 grams ကိုခရင်းနဲ့ချေပစုံထက်ကျုပ်အကာတစ်ဝက်ထက်ပြုတ်ထားတဲ့ခါချက်ဦးစက်တုံမဲ့ပြောင်းမှုထက်ပြောင်းကုန်မှုစွန်းတစ်ဝက်ထက်ပြီးသေချာနေမယ်မကအိုးရဲစီတုပ်ပြီးမုံနဲ့ထည့်ကြော်မယ်မီးအေးလေးနဲ့ရဲတဲ့တိကြော်ပြီးရင်အိုးချလို့ရပါပြီငါးကိုတလားကြတဲ့အထိဘလို့လက်ဆန်အောင်သိမ့်ဆဲမလဲခဲကန်းလေးကိုဒီတိုင်းပစ်ထားလိုက်ရင်ဘယ်နဲ့ရမှမကြဘူးအသားတွေစိမ့်ကုန်ရောဒါကြောင့်နီလလေးတစ်ခုသင်ပေးမယ်တလားလောက်ကတော့အသားလေးထားခံတယ်လက်လက်ဆက်ဆက်ဝင်လာတဲ့ငါးကိုတန့်ရှင်းအောင်သိချာဆေးပြီးမီးဖို့ကြောင်သုံးဆက်ကူနဲ့အရေးပြောင်းအောင်တော့ဘိုင်အတွင်းသားကိုလည်းပြောင်းအောင်တော့ဖို့လိုတယ်ငါးမှရှိရဲ့စိုးတွေကိုလည်းကတ်ကြီးနဲ့ကိုက်ဖြတ်အထူးသဖြင့်ဒီအစိုးတွေပဲတတိမထားမိရင်ထိခိုက်နိုင်တယ်ပြီးရင်လေးလုံးဘူးတွေထည့်ပြီးခဲကန်းနဲ့ထည့်ထားလိုက်ဒီလိုလေးထည့်ထားရင်ရေခဲတက်တာတွေငါးနဲ့မဆွဲတော့ဘူးတလားလုံးနေရင်တော့အသားကရှုံမသွားဘူးအယောင်လည်းကျမသွားဘူးလက်ဆော့မှုရှိနေတော့မယ်ဖိကြည့်ရင်လည်းပျော့ပြောင်းမှုရှိတယ်အနောက်လည်းမထွက်ဘူးတကယ်အသုံးတဲ့တယ်စနစ်တကျနေထိုင်ဖို့အတွက်စနစ်တကျတိုးလောင်သိမ်းစီခြင်းကနေစလိုက်ကြရအောင်ကစုံရာဒီရောက်ပြီဆိုတော့ကစုံနဲ့ကတက်ဝီရောပြီးဒီလိုမျိုးအချိုပွဲလေးလှုပ်ရှားကြမယ်ချိုချုံမွမွေးလေးနဲ့ခလေးဘောလူကြီးကအကုန်ကြိုက်ကြတယ်ကတက်ဦးနဲ့ကစုံကိုရင်နှွေးငွေလေးနဲ့ပေါင်းပြီးခရဲနဲ့ဖိချေထားမယ်ပကံကိုပလတ်စတစ်အရင်ခင်းလိုက်ကတက်ဦးတစ်ထပ်ခင်းပြီးရင်ကစုံတစ်ထပ်ခင်းနောက်ဆုံးကတက်ဦးတစ်ထပ်ဆက်ခင်းမယ်မှုတွေကထုတ်ပြီးရှစ်ချမ်းချမ်းလိုက်အပေါ်ကအုံးသေးမောက်ကပ်ပြီးစားလို့ရပါပြီခလေးတွေကိုလှုပ်ကြွေးကြည့်နော်ခလေးရဲ့မျက်နှာလေးကိုနှမ်းစီလေးလိုရဲပြီးပိုက်လဲကောင်းအောင်လို့ဒီလိုမျိုးလေး2ရက်3ရက်တစ်ခါလှုပ်ကြွေးလေးရှိတယ်ချိုချိုမွမွေးအီလေးနဲ့အရန်စားလို့ကောင်းတယ်ခလေးလိုကြီးမရွေအကုန်ကြိုက်ကြတယ်ကတက်ဦးကိုဓာတ်နဲ့အတုံးလေးတွေတုံးခါချက်ဦးပန်းလေးနဲ့ကြက်ဦးတစ်လုံးထည့်ပြီးရင်းနှီးငွေနဲ့ပေါင်းမယ်ကတက်ဦးကိုခရင်နဲ့ချေပန်းဒီခါချက်ဦးနဲ့ကြက်ဦးအနည်းထည့်ပြီးခရင်နဲ့အားလုံးသမသွားအောင်ဖိနေမယ်အနေတော်လေးတွေတုံးလိုက်ပြီးရင်အပေါ်ကနေအုံးသီးမုတ်ကပ်ပြီးစားလို့ရပါပြီ